တော့အိမ်မှာရှိတဲ့ဂျုံရဲထောပတ်ရနဲ့တင်ရတာရှိတဲ့ဟလဝါလေးကိုလှုပ်ဆောင်ပြပါတယ်ရွှေကြီးမပါဘဲလှုပ်ထားတာဆိုပေမဲ့သူ့ရဲ့ texture လေးဟာတကယ်ကိုမှအီဆန်ညံ့ညွန့်နေတာပဲအီတုံတုံနဲ့စားလို့ကောင်းတဲ့ဟလဝါလေးကိုမိနစ်ပိုင်းတွင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီဗီဒီယိုလေးမှာလိုက်ကြည့်ကြရအောင်အရင်ဦးဆုံးအိုးထဲမှာထောပတ်လေးထည့်လိုက်ပါမယ်ထောပတ်လေးထည့်ပြီးတော့ဖာလာစီလေးထည့်လိုက်ပါမယ်ဖာလာစီလေးထည့်ပြီးတော့ရင်တော့ဂျုံလေးတစ်ခွက်ထည့်လိုက်ပါမယ်သူကဂျုံတစားထောပတ်တစားတကြားတစားအဲ့လိုထည့်ရပါမယ်ရေကတော့နှစ်ဆထည့်ရပါမယ်ဂျုံလေးကိုတိတိကျကျအရောင်လေးပြောင်းသွားတဲ့အထိလုပ်ပေးရပါမယ်ပြီးရင်တော့တနာကအိမ်မှာနွားနို့လေးလည်းရှိရတဲ့အတွက်နွားနို့လေးထည့်လိုက်ပါတယ်ပို့ပြီးတော့အီးပြီးတော့စားလို့ကောင်းအောင်လို့ပါတို့ကမထည့်လဲရပါတယ်တနာကအိမ်မှာရှိနေတဲ့အတွက်ထည့်လိုက်တာပါနွားနို့လေးထည့်ပြီးတော့ရင်တော့တကြားလေးပါထည့်လိုက်ပါမယ်ထည့်ပြီးတော့တကြားလေးရေပြောသွားတဲ့အထိမှုပေးလိုက်ပါမယ်မှုပေးပြီးတော့ရင်တော့ရေထည့်ပါမယ်ရေကတော့ဖြည်းဖြည်းချင်းထည့်ရပါမယ်တခါတည်းအကုန်လုံးမထည့်လိုက်ပါနဲ့ထည့်ပြီးတော့ရင်တော့ဟလဝါကိုစီမထွက်မချင်းတိတိကျကျလေးထိုးပေးလိုက်ပါမယ်တိုးလေးနဲ့လောက်ရတာအရန်လွယ်ပေမဲ့ရတာကတော့ဆိုင်ရထက်တောင်ပိုကောင်းနေရောဒီအေးလေးနဲ့ပဲဟလဝါကိုဆက်ပြီးမှုပေးပါကျုံးလေးတွေကပျော့ဤလာပြီးတော့ဒေဝနေရမှာမကတ်တော့ဘဲနဲ့ထောပတ်စီလေးတွေထွက်လာပြီဆိုရင်တော့ရပါပြီနောက်ဆုံးမှာတီအိုစီလေးတွေဖြူပေးလိုက်ရင်တော့ရတာရှိတဲ့ဟလဝါလေးရပါပြီကြည့်မပါတဲ့ဟလဝါဆိုတော့အထင်မသေးလိုက်နဲ့အောင်နော်ဒီမှာကြည့်ပါအောင်ကျုံးနဲ့ထောပတ်ကိုတိတိကျကျလေးလှော့ပြီးတော့လှုပ်ထားတာဆိုတော့တလုတ်စားလိုက်တိုင်းပါစက်ထဲမှာအရေးပြောသွားတာပါပဲထောပတ်ရဲ့အစီအစိမ်းရတာကရှားပေါ်မှာတင်ကျန်နေခဲ့ပါပါအချို့မကြိုက်တဲ့သူတွေတောင်ဆွဲလန်းသွားစေမဲ့အရသာမျိုးမလို့အိမ်မှာလိုက်လို့ကြွေးကြည့်လိုက်တော့နော်တနားရဲ့ဗီဒီယိုကိုစောင့်ကြည့်ကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်